မင်္ဂလာပါကျွန်တော်ကိုကျော်မျိုးထွန်းပါဒီနေ့ share လုပ်ချင်တာကအားလုံးရဲ့ site ခင်းတွေပေါ့ကျွန်တော် site ရိုးသူတော်တော်များများရဲ့ site ခင်းတွေမှာမြစ်ခိုးချိုးတာတို့ဝါခုတ်ခုတ်တာတို့ကျူးကျော်ပြီးတော့မှခွယူခံရတာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားတဲ့knowledge လေးကို share လုပ်ချင်ပါတယ်လုံခြုံရေးကိစ္စဆိုတာကတိတ်ကိုကျေပြန့်တဲ့ကိစ္စမျိုးပါတော်တော်မလွယ်တဲ့ကိစ္စပါဒီလိုနိုင်ငံရေးအခြေအနေဒီလိုခေတ်အခြေအနေနဲ့ဆိုတော့ပို့ဆိုတာပေါ့ဗျာအဲ့လိုအခြေအနေမှာတောင်မှအောင်မြင်နေတဲ့ဟိုပါပေါ့နော်လုံခြုံစိုက်ပျိုးသူတွေအနေနဲ့လုံခြုံရေးကိစ္စဖြည့်ရှင်းနည်းလေးကိုကျွန်တော် share လုပ်ချင်ပါတယ်ကျွန်တော်ရှမ်းပြည်နယ်ရဲ့နေရာအချို့တွေကိုကျွန်တော်ရောက်ပါတယ်အဲ့ဒီအခြေအနေလေးတွေမှာဘာတွေလောက်ကြလဲဆိုလို့ရှိရင်စိုက်ခင်းတွေအခြားသူတွေရဲ့စိုက်ခင်းရောကိုယ်စိုက်ခင်းရောဒီပတ်ပတ်လေအေးကြီးရတကူကစိုက်ခင်းတွေကိုမှအပြန်အလှန်ထိန်းချောင်းတဲ့စနစ်လေးကိုသွားပြီးတော့မှတွေ့ရပါတယ်သူစိုက်ခင်းထဲမှာပဲဖြစ်ဖြစ်ကိုယ်စိုက်ခင်းထဲမှာပဲဖြစ်ဖြစ်ဘယ်သူပဲဝင်သစိမ်းဝင်လာပြီဆိုလို့ရှိရင်ကိုယ်မှဆိုကြပါစို့ကျွန်တော်ရဲ့ဘက်ကဥပရဲ့စိုက်ခင်းရှိတယ်ကျွန်တော်ကဒီဘက်မှာစိုက်တယ်ကျွန်တော် channel မှာကျွန်တော်ဝင်နေမှာဥပစိုက်ခင်းထဲမှာဥပမရှိဘူးဥပမရှိတဲ့စိုက်ခင်းတွေကိုအခြားသစိမ်းကြီးရောက်ဝင်လာတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကလန့်ပြီးတော့မှဖုံးချက်ပေးရအားရင်အောင်မင်းဆိုင်ကင်းနဲ့ဘယ်သူလဲမသိဘူးဝင်သွားတယ်ဒီလိုထိန်းနေတယ်တခုဝင်နေရေးဆိုလို့ရှိရင်ချက်ချင်းသိရတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ရဲ့စိုက်ကင်းထဲမှာဆိုလို့ရှိရင်အခိုးတွေကလည်းဝင်ရောက်နိုင်တာပဲဒါမှမဟုတ်လို့ရှိရင်လည်းမလိုလားအဖက်နဲ့လာပြီးတော့ဖြက်စီးတဲ့သူတွေလည်းဝင်ရောက်နိုင်တာပဲဒီလိုဝင်ရောက်တာတွေကိုကျွန်တော်တို့ကာကွယ်ဖို့ရေးဆိုလို့ရှိရင်အပြန်အလှန်ကြောချင်းကရင်းချင်းအပ်ပြီးတော့ဖြည့်ရှင်းတာကတော့ကျွန်တော်တို့အကောင်းဆုံးဖြည့်ရှင်းချက်လို့ကျွန်တော်မြင်ပါတယ်ဒီလိုဖြည့်ရှင်းပြီးတော့အောင်မြင်နေတဲ့အင်းလေးဒေတာကဝါဆိုင်ခင်းတွေကိုလည်းကျွန်တော်တွေ့ခဲ့ပါတယ်သူတို့ဆိုလို့ရှိရင်သူတို့ဝါဆိုင်ခင်းနဲ့သူတို့အိမ်တွေကတော်တော်လမ်းပါတယ်သူတို့ညာလဲဘေးနာကစိုက်ခင်းတွေကစိုက်ခင်းတွေကအပြန်အလှန်ထိန်းချောင်းခြင်းအဖြစ်သူတို့ဟာတွေခုခံရတာမရှိသလောက်ပါပဲခင်ဗျာအဲ့တော့မိတ်ဆွေတို့အနေနဲ့ဝါဆိုင်ခင်းပဲတည်တယ်အခြားတမိုးကြီးတယ်နတဖြူနတနီလိုစိုက်ခင်းတွေပဲတည်တယ်အပြန်အလှန်ထိန်းချောင်းတဲ့စနစ်နဲ့သွားမယ်ဆိုရင်တကိုးတွေယုံနေသွားမယ်ကိုယ်စိုက်ခင်းပျက်စီးမှုတွေယုံနေသွားပြီးတော့မှကျွန်တော်ကာကွယ်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုမျိုးပြဿနာတွေကြုံတွေ့ခဲ့မှုပါတယ်စိုက်ခင်းအင်းထဲမှာကိုးတာပျက်စီးတာဒါမျိုးတောက်လျှောက်ကြုံရတယ်ဒါလေးတွေကိုကျွန်တော်အစာပိုင်းတုန်းကတော့ကျွန်တော်လည်းမဖြေရှင်းနိုင်ပါဘူးမဖြေရှင်းနိုင်တော့ဖြေရှင်းမှုရှာရင်နဲ့ပေါင်းလုံးညင်ကလူတွေနဲ့လည်းထိန်းလေးအပြန်အလှန်လုံခြုံရေးကိစ္စလေးကိုတိဆောက်နောက်တစ်ခုကရောက်တော့ကျွန်တော်တို့ခြံစောင်းနေလဲထားတဲ့လောက်ထားခါလေးရောက်လို့ရှိရင်3ဧကလောက်နဲ့ငါတို့ခြံစောင်းဘယ်လိုထားမလဲဆိုပြီးပြဿနာလေးတွေရှိတာပေါ့ဗျာသူကဧကနည်းနည်းလေးပဲရှိတာဧကနည်းနည်းလေးပဲရှိတော့အဲ့ဒါလေးနဲ့ခြံစောင်းထားဖို့မဖြစ်နိုင်အဲ့ဒါကြောင့်မို့ကျွန်တော်တာမန်တောင်သူတွေကတော့ဗျာဧကနေပြီမဲ့လေဘေးမှာကိုယ့်ရဲ့ data ကိုယ့်ရဲ့ရက်ရွာဖြစ်တဲ့အတွက်ထိမ့်သိမ်းရတာခဏနေရစနစ်လေးကိုမှဒလေးတစ်ခုလို့ဖြစ်အောင်ဒီဆောင်မယ်ဆိုလို့ရှိရင်စင်ပြေနိုင်ပါတယ်ဆိုကြပါစို့တချို့နေရဒလေးတစ်ခုဆိုတာကအယောင်မင်းဆိုင်ကင်းလဲငါတို့ထိမ့်သိမ်းငါတို့ဆိုင်ကင်းလဲတို့ထိမ့်သိမ်းဒီလိုလေးနဲ့ဒလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါလီကတခိုးတဲ့တကိုးတွေအနေနဲ့လဲငါသာဝင်လိုက်လို့ရှိရင်ဘေးကလူကတိုင်ခံရမှာဒီနေရာဒီလို delete ရှိရဲ့အေးဆိုလို့ရှိရင်တော်တော်နဲ့တော့မခိုးတော့ပါဘူးနောက်တစ်ခုကရောက်တော့စိုက်ကင်းအကြီးလုပ်ချင်တဲ့ mass production လုပ်ချင်တဲ့လုပ်ငန်းရှင်တွေရောက်တော့ဘယ်လိုလုပ်ကြလဲဆိုတော့စုဖွဲ့ပြီးလုပ်ကြတာပေါ့ဗျာဒါမှမဟုတ်လို့ရှိရင်လဲစုဖွဲ့ပြီးလုပ်တယ်ဆိုတာကလုပ်ငန်းရှင်သူကဧက50 5ဧက50ဧက100သူကဧက200ဒါမှမဟုတ်ကိုကဧက200ဆိုတော့ဒီအဲ့လိုအပြန်အလှန်ဟိုဘက်စိုက်ကင်းဒီဘက်စိုက်ကင်းလို့ဟာမျိုးဆိုလို့ရှိရင်ထိန်းသိမ်းရပိုလွယ်ပါတယ်ကိုကဧက200ကတီးတန့်သူဧက200တီးတန့်ဆိုလို့ရှိရင်တော့အဲ့ဒီဧကတစ်ခုလုံးမှာကိုကရက်4မျက်နှာကိုတယောက်တည်းပဲလောက်ရမှာပါတကယ်လို့သာဧက200ကက်ရဆိုလို့ရှိရင်ရက်3မျက်နှာစီပဲရှိတော့မယ်3မျက်နှာစီတော့မှ2မျက်နှာတစ်ဝက်စီဆိုတော့တယောက်2မျက်နှာလောက်ပဲကျွန်တော်တို့ထိန်းသိမ်းရပါတော့မယ်ဆိုတော့ကမိတ်ဆွေတို့ပြောချင်တာလေပူပေါင်းပြီးတော့လုံခြုံရေးကိစ္စတွေဖြည့်ရှင်းဖို့အတွက်အကြံဉာဏ်ပေးချင်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့စနစ်ကိုသွားသလိုအခြားမိတ်ဆွေတွေအနေနဲ့လည်းအဲ့လိုသွားခြင်းအဖြစ်လက်ရှိအောင်မြင်နေတဲ့အင်းလေးဒေတာဝါဆိုင်ခင်းတွေလိုမျိုးလှုပ်ဆောင်နိုင်ကြမှာလိမ့်မယ်လို့ညွှန်လင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်